ကျွန်တော်အကြိုက်ကတော့လေကျွန်တော်ဘဝအတွက်ကျွန်တော်စိတ်ကိုလုံခြုံမှုပေးနိုင်တဲ့ကောင်မလေးကိုကျွန်တော်ကြိုက်တယ်ပြီးကျွန်တော်လည်းသူ့ကိုကျွန်တော်စိတ်လုံခြုံမှုပေးနိုင်ရမယ်ဗျာသူလည်းကျွန်တော်စိတ်လုံခြုံမှုပေးရင်ကျွန်တော်ဒါပဲကျွန်တော်လည်းကျွန်တော်မလိုချင်ဘူးကျွန်တော်ဘဝအတွက်သူလည်းကျွန်တော်လုံခြုံမှုရှိပေးနိုင်တယ်လို့ကျွန်တော်လည်းသူ့ကိုလုံခြုံမှုပေးနိုင်ရမယ်အဲ့ဒါပါပဲကျွန်တော်တော့သိမရှိပါဘူးသူအဲ့တချင်းကိုကြိုက်တယ်အဲ့တချင်းဆိုတဲ့သူကမှသူမသိတာဟိုအသားမဲတော့ပျောက်နေတာလည်းမဟုတ်အမတို့အဲ့အခြေချောင်းနေပြီအဟောက်ကြီးကိုချွေးပြန်တယ်မော်ရန်နေတဲ့ဂျီယိုခေါ်ရိုက်ချင်လားဗျာမော်ရန်နေတဲ့ကိုတချင်းတွေမှာဂျီယိုကွန်ပလင်းချင်လို့နောက်ဆုံးသူရိုက်မယ်ဆိုရင်သူနဲ့လိုက်မယ်တချင်းတွေရှိရင်တော့ကျွန်တော်ရိုက်ချင်တယ်ရှိပါတယ်တချင်းတွေလိုက်ပါတကယ်ပြောဘယ်လိုပုံစံမျိုးလေးလဲရှိပါတယ်ကျွန်တော်မှတချင်းတွေအဲ့လိုမျိုးသူရိုက်မယ်ဆိုရင်တော့ရိုက်တာအမားတို့ကပထမကျွန်တော်တို့စခင်တာတော့အဲ့ပြေမှာဆိုင်ဖွင့်ပွဲလုပ်တော့လေပြေဆိုင်ဖွင့်ပွဲကနေပြီးတော့စရင်းနှီးတယ်ရင်းနှီးနဲ့မှတစင်ဖုံဖုံချောင်းသွားတဲ့အခါတွေမှာလည်းခေါ်သွားပြတယ်အဲ့ဒီကတစင်အမားလို့ဆိုင်သေးဖွင့်ရင်လည်းဟိုငါးမောင်ဖိတ်မယ်ဆိုပြီးဒီနေ့ဆိုင်သေးဖွင့်တော့ကျွန်တော်ကိုဖိတ်တာပါဟုတ်ကဲ့ဘန်နဲ့ဆိုမှာဗျဟုတ်တကယ်ရှိုးလို့ပဲအမားကလည်းအဲ့လိုမျိုးအမားလို့တချို့တွေကျွန်တော်ကိုပွဲလာဖိတ်တဲ့အခါကျရင်ကျွန်တော်မတက်ဖြစ်ဘူးလို့ဟိုကျွန်တော်တချင်းဆိုခြင်းအဲ့လိုဘန်နဲ့ဆိုခြင်းတာဆိုတော့လို့အမားတကယ်လို့ဆိုင်ဖွင့်တဲ့အခါကျရင်ကျွန်တော်ဘန်နဲ့စီစဉ်ပေးပါလို့ကျွန်တော်ပြောတော့အမားဘန်နဲ့တေချာစီစဉ်ပေးတယ်ဘန်နဲ့ကျွန်တော်လည်းဆက်ဆံရေးအဲ့လိုမျိုးညီကိုလိုပဲပေါ့နော်ကျွန်တော်တို့ကျွန်တော်ဒီအစိုးရမဖြစ်ခင်ရန်ကုန်ကနေကနေပြီးတော့ရန်ကုန်တက်လာတဲ့အချိန်မှာသူတို့အနေနဲ့ကျွန်တော်အတူတူဖြတ်တန်းခဲ့ရတော့ပေါ့နော်ကိုအိုက်တော့မှပြိုင်ပြီးတော့လူတိသွားတဲ့အချိန်မှာလည်းကိုလူတွေနဲ့ပဲကိုသွားကျင်တယ်ပေါ့နော်သူတို့လက်တွဲဖြုတ်မခဲ့ကျင်တာပေါ့အဲ့လိုစိတ်လေးနဲ့ပေါ့ဟုတ်တယ်ရှိပါတယ်ခင်ဗျာဟိုကျွန်တော်တယောက်တည်းဆိုရင်တော့ပွဲတော်များပါတယ်ပြီးတော့ကျွန်တော်ကလည်းသွားလို့ရှိရင်လည်းကို့အပွဲနဲ့ကိုသွားရတာတော့ပိုမိုက်တယ်ပြီးတော့စင်မမှာကြလို့ရှိရင်တယောက်တယောက်ကပြောစရာလည်းမလိုတချင်းတိုက်စရာလည်းမလိုတယောက်သူဘာကြိုက်တယ်ကိုဘာလိုချင်တယ်ဘာဖြစ်ချင်တယ်အစတိနေကြတော့လေအဲ့လိုကို့ဘန်နဲ့ကိုသွားပြစ်တာပေါ့နော်အဲ့ပွဲတွေကတော့ကျဲတာပေါ့အဲ့လိုမျိုးဟုတ်ပထမတော့2 round လို့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်1 round နဲ့ပဲဆိုမယ်လို့နောက်ဆုံးမှာပေါ့နော်အဲ့လိုမျိုးတက်လိုက်ဘယ်နှပုတ်လဲဆိုတော့အဲ့လိုတော့သတ်မှတ်ထားတာတော့မရှိပါဘူးအောက်မှာအားပေးတဲ့သူတွေရဲ့အခြေအနေပေါ်မူတည်ပြီးတော့ပဲဟုတ်အများကြီးပါပဲဗျာအဲ့ဒါတော့တော်တော်များပါတယ်လာခေါ်တဲ့အခါတိုင်းချိုးကြတော့လေကျွန်တော်တယောက်ပဲခေါ်ကြတာဗျာဘန်မပါခြင်းဘူးပေါ့နော်အဲ့လိုအခါမျိုးတွေမှာကျွန်တော်ညင်းလိုက်ရတာများပါတယ်ကျွန်တော်ဘန်နဲ့ကျွန်တော်မှဟိုဘယ်လိုပြောမလဲဆိုရတာပို့အဆင်ပြေတယ်နောက်ပြီးတော့ကျွန်တော်တယောက်တည်းဖြတ်တန်းဆိုတဲ့အခါကျသူတို့တွေကြံခဲ့ပါမှာကွာအားကြောင့်မလို့ဟုတ်ကိုတယောက်တည်းမကောင်းသားကျင်တာဗျာအဲ့လိုမျိုးဘန်ကအကိုရီကတော့ပြောပါတယ်ဟိုဟာမင်းတယောက်တည်းထွက်ဆိုရင်လည်းဆိုပေါ့နော်ရပါတယ်အဲ့လိုမျိုးတော့ပြောပါတယ်ကျွန်တော်ကိုယ်တိုင်ကစိတ်မပါလာဗျာကိုလူနဲ့ကိုဆိုပျော်တယ်ဗျာမတူဘူးအဲ့လိုမျိုးကိုဘန်နဲ့ကိုကတော့စိတ်လွတ်လပ်လို့ရှိတာပေါ့နော်တခြားဘန်နဲ့တွဲတဲ့အခါကျလို့ရှိရင်တော့အကန့်အသတ်တွေရှိတယ်ဗျာချုပ်ထားရတာပေါ့ကိုမှပွင့်ထွက်မလာဘူးအဲ့လိုမျိုးရှိပါတယ်အဲ့လိုမျိုးကြားလို့ရှိရင်လည်းကိုအားပေးတဲ့သူတွေကိုကိုလုံးပြကျင်တာလုံးမပြလိုက်ရဘူးเนาะအဲ့လိုမျိုးဖြစ်တယ်လုံးဝ free process နဲ့ပဲဟိုကဟုတ်လုံးဝ free ပုံစံမျိုးပဲသွားကြတယ်အနုပညာကြီးကအဓိကမဟုတ်ဘူးအဓိကပြည့်စုံစုံလေးဟုတ်ကဲ့အနုပညာကြီးရဲ့ဗာရဲ့အဓိကမဟုတ်ပါဘူးတကယ်တော့ကျွန်တော်ဘန်နဲ့ကျွန်တော်သွားကြတယ်အဲ့ငကိုတွေကလည်းကျွန်တော်ယူသွတ်ထားတယ်ကျွန်တော်အိမ်မက်ကလည်းအဲ့လိုပဲဆိုတယ်ဟုတ်နောက်ဆုံးမရရအောင်တော့ဘန်အောင်အတင်းခေါ်တာပဲချိုးနေရာတွေမှာကျနေရာအခက်အခဲရှိလို့ဘန်မပါပြစ်တဲ့နေရာမျိုးဆိုရင်တော့ဒါတော့ကျွန်တော်တယောက်တည်းသွားတယ်ဗျာဘန်ထဲလို့ရရတဲ့နဲ့မခေါ်ဘူးဆိုတာမျိုးဆိုရင်တော့ကျွန်တော်လုံးဝလက်မခံဘူးဟုတ်ဘန်နဲ့တူတူပါပဲကျွန်တော်အဲ့လိုမျိုးကျွန်တော်ကခါလေဆိုလို့ရှိရင်တော့ကျွန်တော်တို့အစင်ပြေချင်းမပြေချင်းနဲ့ချိုးနေရာတွေမှာဆိုကျွန်တော်ဘန်အောင်တီးတီးပေးအခါတွေလည်းရှိပါတယ်ကျွန်တော်တို့မကြံနေပါစေဗျာဟုတ်အဲ့ဒါကတော့စူးစမ်းနေပါတယ်ဟိုတေးဥဆောင်လုပ်ဖို့တော့ရှိပါတယ်ဟုတ်ကျွန်တော်ဝါသနာလဲပါတာရဲ့ကျွန်တော်နောက်ပြီးတော့ကျွန်တော်သွားနိုင်ရသားနဲ့မသွားဘူးဆိုပြကျွန်တော်ချိန်ကြရင်ငါဒါလေးမလုပ်လိုက်ရဘူးဆိုပြီးနောင်တမရချင်လို့ပါဟုတ်ကျွန်တော်ကတော့အဲ့လိုမျိုးမင်းသားနေရာတွေမှမဟုတ်ပါဘူးကျွန်တော်နဲ့ line မဲ့နေရာတွေ့ရင်တော့ကျွန်တော်ပြုဆောင်မှာဟုတ်ပြုဆောင်မှုလည်းရှိပါတယ်အဲ့လိုမျိုးဟိုအရင်တော့အဲ့လိုမျိုးဟိုပါပေါ့နော်ပြုဆောင်ခဲ့တာနဲ့ခုနောက်ပိုင်းတဖြည်းဖြည်းတော့သူ့ဟာနဲ့သူတော့နည်းနည်းအသားကျလာပြီပေါ့နော်အရင်တော့ဆိုတော့နည်းနည်းရှိန်တာတို့ဟိုလိုမျိုးရှက်တာတို့နည်းနည်းရှိတာခုနောက်ပိုင်းကျနည်းနည်းလေးအသားကျလာတာပေါ့2025ထဲမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်2026ထဲမှာအများဆုံး2026ပေါ့
မဟုတ်ရုပ်ရှင်ကလည်းဟုတ်အဓိကကတော့သူတို့ရဲ့တွန်းအားတွေပေါ့နော်ပြီးတော့ကျွန်တော်ကြောက်လဲဗျာအလုပ်တစ်ခုကိုမလုပ်ချင်အစတွေကမလုပ်ဘူးဗျာအလုပ်ပြီးဆိုရင်လည်းအောက်ခြေကနေစပြီးတော့အဆုံးထိကိုကျွန်တော်သွားကြတယ်အဲ့တော့ကျွန်တော်ကတော့လိုမျိုးစူးစမ်းခြင်းတွေရှိတဲ့အတွက်သူတို့ကလည်းယုံကြည်တာပါဟုတ်အဲ့ဒါကြတော့ကျွန်တော်တို့ကကျမ်းမာရေးအရာပေါ့နော်ကျွန်တော်တို့ကတချင်းဆိုတဲ့သူတွေဆိုတော့အရန်အမောခံနိုင်မှဖြစ်မယ်နောက်ပြီးရင်ကျွန်တော်ဆက်လက်တွေလည်းတောက်ထားတဲ့အတွက်ကျမ်းမာရေးအရာတော့လေ့ကျင့်တာပေါ့ဒီမှာလက်ဝိတ်ကြိုက်တယ်ငယ်တည်းကလက်ဝိတ်ဝါသနာပါပါတယ်ဟုတ်ကြိုက်တယ်လက်ဝိတ်ထိုးရတဲ့ feeling ကြိုက်တယ်ဟုတ်ပဲအခုကတော့ကျိုးဝိုင်းနဲ့ဝင်ဖို့တော့အစင်းသင်းမဖြစ်သေးပါဘူးဒါပေမဲ့ကျွန်တော်ကျမ်းမာရေးအတွက်တော့လေ့ကျင့်နေတယ်ဒါပေမဲ့ကျွန်တော်တိုးတက်လာရင်တော့တိုးတက်လာတယ်လို့ပေါ့ဟိုနံပါတ်တစ်လုံးနဲ့ချစ်သူကရှိတယ်ဗျတကယ်သုံးသက်ဘူးလေသုံးသက်သေးဘူးဟမ်သုံးမသက်သေးဘူးဘယ်လိုလက်ရှိဘယ်လိုအခြေအနေရှိလဲမဟုတ်လေဟိုအများထင်တဲ့သူတော့ဟုတ်ချင်မှဟုတ်နေမှာလေအဲ့ဒါလေကျွန်တော်တို့ဖြည့်ချင်းခဲ့ပြီးတော့ဟုတ်တယ်လေဒီ okay နေပြီးလုပ်ခဲ့တာဟုတ်ကြားရင်တောင်းဟုတ်ကြည့်ဘူးလေဗျာဟုတ်သူနဲ့ဟိုဟာသူပြေသလိုပဲပြောရမယ်သူနဲ့ကျွန်တော်နဲ့ကြိုက်နေတာတော့သူသိရလားကွာဟုတ်ဟိုဟာပေါ့ရှိပါတယ်တနေ့ကျရင်တော့ထုတ်ပြမှာဟုတ်မဟုတ်ဘူးတနေ့နိုင်အင်္ဂါရင်မို့ရှိတယ်ထုတ်ပြမှာနာမည်တစ်လုံးနဲ့ပဲကျွန်တော်အကြိုက်ကတော့လေကျွန်တော်ဘဝအတွက်ကျွန်တော်စိတ်ကိုလုံခြုံမှုပေးနိုင်တဲ့ကောင်မလေးကိုပဲကျွန်တော်ကြိုက်တယ်ပြီးကျွန်တော်လည်းသူ့ကိုကျွန်တော်စိတ်လုံခြုံမှုပေးနိုင်ရမယ်ဗျာသူလည်းကျွန်တော်ကိုစိတ်လုံခြုံမှုပေးရင်ကျွန်တော်ဒါပဲကျွန်တော်လည်းကျွန်တော်မလို့ချင်ဘူးကျွန်တော်ဘဝအတွက်သူလည်းကျွန်တော်ကိုလုံခြုံမှုရှိပေးနိုင်တယ်လို့ကျွန်တော်လည်းသူ့ကိုလုံခြုံမှုပေးနိုင်ရမယ်အဲ့ဒါပါပဲကျွန်တော်တော့သိမရှိပါဘူးတေးကြတာတစ်ခုကတော့ကျွန်တော်ပုံစံကြိုက်တာတော့မဟုတ်တော့ဘူးသူကြိုက်နေတဲ့သူနဲ့ကြိုက်နေတဲ့ကောင်လေးကအဲ့ပုံစံပဲနေမှာပေါ့သူအဲ့တချင်းကိုကြိုက်တယ်အဲ့တချင်းဆိုတဲ့သူကမှသူမသိတာဟိုအသားမဲတော့ပျောက်နေတာနေမှာဟုတ်သဘောကျတဲ့ချက်တွေရှိရဆိုလေကိုနောက်ဆုံးမှတစ်ချင်းတွေမှာတော့သူ့ကိုအမတို့အဲ့အခြေချောင်းနေပြီအဟုတ်ကြီးကိုချွေးပြန်မော်ရန်နေတဲ့ဂျီကိုခေါ်ရိုက်ချင်လားဗျာမော်ရန်နေတဲ့ကိုတစ်ချင်းတွေမှာဂျီကိုခေါ်ပြချင်လို့နောက်ဆုံးသူရိုက်မယ်ဆိုရင်သူနဲ့လိုက်မယ်တချင်းတွေရှိရင်တော့ကျွန်တော်ရိုက်ချင်တယ်ရှိပါတယ်တချင်းတွေလိုက်တာလိုက်ပါတကယ်ပြောဘယ်လိုပုံစံမျိုးလေးလဲရှိပါတယ်ကျွန်တော်မှတချင်းတွေအဲ့လိုမျိုးသူရိုက်မယ်ဆိုရင်တော့ရိုက်တာပဲပြောစားနာမည်တစ်လုံးနဲ့ချစ်သူကတော့တနေ့ကျရင်ပြမယ်ဗျာတကယ်ရှိတယ်ဟုတ်မြန်မာနိုင်ငံကကျေးဇူးတင်ပါတယ်